ပရိကောင်းလေး YouTube channel မှာကိုမာများအလုံးမင်္ဂလာပါလို့ဥစ္စာပနာမနှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာညာချမ်းလေးပါကိုမာများနော်မင်္ဂလာရှိရဲ့နေမှာမင်္ဂလာရှိသောနေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါသေးလို့နှုတ်ခွန်းဆက်တာလိုက်ပါရဲ့ဗျမနေ့က29ရက်အင်္ဂါနေ့မနက်သေးကိုတော့ပတ်သီးနဲ့မေယောကိုချပေးသွားမှာဖြစ်လို့နော်ဗီဒီယိုလေးကိုပြီးဆုံးတိုင်းနဲ့ထိကြည့်ပေးပါလို့နောက်ဘက်ကမြေတားရက်ခံအပ်ပါရဲ့ဗျကြည့်ကြော်ကြည့်ရရင်မလုပ်ပါနဲ့နော်တကယ်မေယောကွက်တွေကြံခဲ့မှာဆိုလို့နော်ကိုမများနောက်အင်္ဂါနေ့မှာ4 ပိုင်း 4 ပတ်ဒီ9 ပိုင်း 9 ပတ်ဒီနော်ကိုမများအင်္ဂါနေ့မှာ4 ပိုင်း 4 ပတ်ဒီ9 ပိုင်း 9 ပတ်ဒီ9 ပိုင်း 9 ပတ်ဒီ4နဲ့ပတ်သက်ရင်4 1 4 1 4 3 4 9 4 8 9နဲ့ပတ်သက်ရင်9 1 9 3 9 9 9 8နော်4နဲ့ပတ်သက်ရင်4 1 4 3 4 9 4 8 9နဲ့ပတ်သက်ရင်9 1 9 3 9 9 9 8နော်ကိုမများမင်းရောကိုကျွန်တော်ချပေးပါမယ်နော်မင်းရောကအနေနဲ့တော့ထိုးရမှာ2 ကွက်ထဲရှိရတည်နော်ကိုမများကျွန်တော်ရဲ့ကောက်ကလေးကို subscribe နဲ့ရသေးရကိုမများလဲ like and subscribe လေးနှိပ်ပေးထားကြနော် subscribe နှိပ်ပြီးသားကိုမများလဲ like လက်မလေးနှိပ်ပြီးတော့ share လို့ရတဲ့နေရာလေးမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါနော်တဦးတယောက်တည်းမြင်ပြီးတဦးတယောက်တည်းပေါက်တာနဲ့ဆိုင်အများမြင်များပေါက်အောင်ဝိုင်းဝန်းကူညီပေးကြပါနော်ခုမှ live ခုမှဗီဒီယိုစလွှင့်တာဖြစ်တဲ့အတွက်ပြောမဆိုမှရှိရအောင်တော့ခွင့်လွှတ်ပေးကြပါလို့ကျွန်တော်ဘက်ကမြေတားရက်ခံအပ်ပါမနက်ပိုင်းအင်္ဂါနေ့မနက်သေးကိုထိတ်စည်းဆွဲခြင်းတဲ့လူတွေရှိရင်တော့3 ညထိတ်စည်းကအားကောင်းတယ်နော်ကိုမများ3 ညထိတ်စည်းဆွဲခြင်း3 ညထိတ်စည်းဆွဲကြနော်3 ညထိတ်စည်းဆွဲကြမင်းရောကွက်အနေနဲ့ကတော့ကျွန်တော်က4 9 1ချင်းကင်တာတော့မင်းရောကွက်အနေနဲ့ကတော့3 ညထိပ်သီးကင်တာတော့3 ည 4 နဲ့ 3 ည 9အကောင်းဆုံးပဲမနက်ပိုင်းက3 ည 4 3 ည 9 4 ပိုင်း 4 ပတ်ဒီ9 ပိုင်း 9 ပတ်ဒီ9 ပိုင်း 9 ပတ်ဒီမှာကျွန်တော်မင်းရောကွက်အနေနဲ့ကတော့3 ညထိပ်သီးတွေ့ရတဲ့အတွက်3 ည 4 3 ည 9နှစ်ကွက်ကအကောင်းဆုံးကဏ္ဍနော်4နဲ့ပတ်သက်တဲ့ကဏ္ဍတွေကတော့4 1 4 3 4 9 4 8 9နဲ့ပတ်သက်ရင်9 1 9 3 9 9 9 8ကျွန်တော်အမြဲအားပေးနေတဲ့ကိုမများကလည်း like လက်မလေးနှိပ်တာနော်ခုမှဝင်ရောက်အားပေးတဲ့ကိုမများကလည်း subscribe ကလေးနှိပ်ပြီးတော့ subscribe ကလေးနှိပ်ပေးပါလို့ကျွန်တော်ဘက်ကတောင်းဆိုပါဗျာနော်မနောက်ကအခွေတော့ရည်ရဗျ3 ည 4 9ခွေ3 ည 4 3 ည 9 4 9 3 ကွက်ထွက်မှာကျွန်တော်က4 9မကြိုက်ဘူးဒီနေ့နက်ခတ်နဲ့ပါဝါထွက်သွားတဲ့အတွက်မနက်ပိုင်းက3 ညထိပ်စည်းဆွဲခြင်းတဲ့လူတွေ3 ညထိပ်စည်းဆွဲသေးရနော်3 ညထိပ်စည်းတော်တော်အားကောင်းတယ်ပတ်စင်ပတ်တိုင်းကြနေတဲ့ site ဆိုရင်3 ညထိပ်စည်းတော်တော်အားကောင်းတယ်နော်3 ညထိပ်စည်းအားကောင်းတယ်3မင်းအောက်ကွက်အနေနဲ့ကမင်းတင်ထိုးမဲ့လူတွေတော့က3 ည 4 3 ည 9အကောင်းဆုံးပဲအားရတော့မလို့3 ညထိပ်စည်းလာမယ်ဆို3 ည 4 3 ည 9တဲ့ပဲနော်
ဒီတစ်ပတ်ဗုဒ္ဓဘုန်းကျော်ကျွန်တော်တင်ပေးတာနော်ပရိတင်ပေးတာဒီတစ်ပတ်ဗုဒ္ဓဘုန်းကျော်10ပတ်ဒီ10ပတ်ဒီကိုမှကျွန်တော်7တက်နဲ့8ကိုမိန်ကွက်ထုတ်ထားတယ်နော်ကျွန်တော်မနေ့ကဗီဒီယိုမှာတင်ပေးထားတယ်ဗုဒ္ဓဘုန်းကျော်10ပတ်ဒီ7တက်8ကိုကမိန်ကွက်ဒါမဲ့မိန်ကွက်ကတော့ကြားတဲ့ခါလဲကြားပေါ့မကြားတဲ့ခါလည်းမကြားဘူးနှစ်သီးစားကြားဖို့ကတော့နည်းနည်းတော့ခက်တာဟုတ်ဒါပေမဲ့ပတ်သီးကကျင်းနေကြားပေးရမယ်နော်ပတ်သီးကမပြောက်ဘူးမပြောက်စေရအောင်အဲ့တော့တကူတော့အာမခံတယ်နော်ဟောဒီတစ်ဖက်ဖရီတင်ပေးရနော်အခုမှစလွန်တဲ့တော့ကျွန်တော်ဗုဒ္ဓဘုမကျော်ပတ်သီးကိုလည်းဖရီတင်ပေးတာနောက်ပြီးတော့ဒီနေတိုက်ကတော့မနေ့ကတော့နေတိုက်လွဲသွားတယ်လက်တိုက်လွဲသွားဒီနေ့ကတော့ကျွန်တော်ကောင်းဆုံးကြိုးစားပေးထားတယ်နော်နောက်အကောက်ကလေးကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe ကလေးနှိပ်ပေးထားကြနော် subscribe နှိပ်ပြီးသားကိုမှများလည်း like လက်မလေးနှိပ်ပြီးတော့ share လို့ရတဲ့နေရာလေးမှာ share ပေးမျှဝေလို့ရတဲ့နေရာလေးမှာမျှဝေပေးပါအနောက်ဘကအင်္ဂါနေ့မနက်ဈေးမှာထိုးရမယ်ပတ်သီးနဲ့မိန်ကွက်က၄ပိုင်း၄ပတ်သီး9ပိုင်း9ပတ်သီးနော်၄ပိုင်း၄ပတ်သီး9ပိုင်း9ပတ်သီး၄နဲ့ပတ်တက်ရင်4 1 4 3 4ခွန်4 8 9နဲ့ပတ်တက်ရင်9 1 9 3 9ခွန်9 8နော်နောက်ကထိပ်စည်းဆွဲခြင်းတဲ့လူများမနက်ပိုင်းကို3ညထိပ်ရမ်းကောင်းတယ်နော်အားကောင်းတယ်3ညထိပ်100ရာခိုင်နှုန်းအားကောင်းတယ်အဲ့တော့3ည4နဲ့3ည9ကကျွန်တော်မိန်ကွက်ထုတ်ပေးတာ4နဲ့ပတ်တက်ရင်3ည4 9နဲ့ပတ်တက်ရင်3ည9တိုင်းတက်ရကနန်းကိုယူထိုးလို့ရတယ်နော်အကုန်ဆော့ပါလို့လည်းမပြောလို့ဘူးနော်ပုံမှန်များလုံးပိုင်ရရင်3ည4 9နဲ့ကတ်ပါနော်လုံးပိုင်တစ်လုံးအပိုင်ရတဲ့ပုံမှန်များ3ည4 9နဲ့ကတ်ကျင်းဒီပါရမယ်နော်တစ်လုံးပိုင်လည်းပေါင်းမှနှလုံးတွဲကြရင်လည်းကြာအဲ့လိုလေးတော့ရှိဗုဒ္ဓဘုမကျော်ကတော့ကျွန်တော်ဒီဘက်ဖရီတင်ပေးတာ10ပတ်ဒီဗုဒ္ဓဘုမကျော်က10ပတ်ဒီကို7တက်နဲ့8 9နဲ့မိန်ကွက်မွေးကွက်နော်7တက်8 9ကမွေးကွက်ဗုဒ္ဓဘုမကျော်က10ပတ်ဒီဗုဒ္ဓဘုမကျော်မွေးကွက်က7တက်8 9နော်အားလုံးကံကောင်းကြပါစေလို့အားနေနောက်ဗီဒီယိုလေးဒီမှာပဲလက်ကျန်နာဝင်ပြပါဗျ